ဆရာစောကူစဲဆိုထားတဲ့အတ္တဆိုလို့သမီးကိုကျေးဇူးတင်မိတယ်ဒီသချင်းကကျွန်တော်အရင်ဦးဆုံးတီးဆိုခဲ့ပါတယ်တခါသားအရွယ်ပေါ့ကျွန်တော်23နှစ်လား24နှစ်လားအဲ့လောက်ပဲရှိတယ်အဲ့ဒီချင်းလေးကျွန်တော်တငယ်ချင်းဖိုးကွားနဲ့အတူတူနေရင်းနဲ့အဲ့ဒီချင်းလေးရေးပြီးကျွန်တော်အဲ့တော့အရန်ခက်ခဲတဲ့အချိန်တွေပေါ့ဗျာတီးဆိုခဲ့ပါတယ်ဒါပေမဲ့မအောင်မြင်ရှာပါဘူးနော်ပြီးတော့မှမတ်ဆွေပြန်ဆိုတယ်မတ်ဆွေပြန်ဆိုတဲ့အခါမှာတအားကိုသူတို့ကနာမည်ကြီးနေပြီတအားကိုအောင်မြင်တော့တချင်းလေးကလည်းငကိုတွေကကောင်းနေတဲ့တချင်းလေးဒါအဲ့ခုနပြောတဲ့ကံတရားဆိုတာအဲ့ဒါနဲ့လည်းဆိုင်တယ်ဆရာအရင်ဦးဆုံးဆိုခဲ့တယ်မဖြစ်ခဲ့ဘူးနောက်တစ်ယောက်ထပ်ဆိုတယ်အရန်အောင်မြင်သွားတဲ့တချင်းဖြစ်သွားတယ်အဲ့လိုပဲပေါ့ဘယ်သူမှမသိတဲ့အချိန်မှာတမန်အသိဆရာနာမည်ပြောပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့အဓိကမှုမြတ်ချေကတချင်းရွေးတတ်တယ်သူလာတဲ့ line လေးကအဲ့ flow လေးကိုသူရေးချယ်ပြီးတော့သူမြန်မာတန်နေဆိုတာအရန်ကောင်းပြီမဲ့ဒီဘက်ဘိုးတန်ဆိုတဲ့အချိန်မှာဒီဘယ် flow လေးတွေကိုသူလိုက်ရမလဲဆိုတော့သူရွေးချယ်တတ်တဲ့ကလေးလေးဖြစ်တယ်အဲ့တော့သူအတန်လေးဝင်လိုက်တာနဲ့ဒီအတဲချအနှိမ့်မြေလေးနဲ့သူသွားချင်တဲ့ဒီရေစီးချောင်းလေးကသူအလိုက်တင်သွားတာကိုတွေ့ရပါတယ်နော်အဲ့တော့သမီးတိုးတက်မဲ့ကလေးလေးပါနော်ဆရာမြင်ပါတယ်အဓိကသူ့ဝိုင်းပြီးတော့ချစ်တယ်ဆိုရင်အားပေးဝန်းရကြပါဦးလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာချစ်ငယ်ကိုယ်တိုင်ပဲမေးလိုက်တော့ဒီချင်းငယ်ချစ်ငယ်သူစကားသိများနော်တခွန်းနဲ့။ तू က16နှစ်မှလေးဆိုတော့အဲ့တော့ချစ်ငယ်တော့တပီးကိုပြောထားသေးတယ်ချစ်ငယ်16နှစ်မှတချမ်းလေးကိုတပီးအပီးဆိုလိုက်တော့အပိုင်ဆိုလိုက်တော့ပြောလိုက်တယ်နော်။တပီးလေးကအရင်စူးစားတယ်တကယ်စူးစားတယ်အရင်လဲရိုးသားတယ်။နောက်တပီးတို့မိသားစုကိုကြည့်ရတာလေဘယ်လိုခေါ်မလဲရုန်းကန်ပြီးတော့လှုပ်ရှားနေရတဲ့ကလေးလေးလို့ချစ်ငယ်မြင်တယ်နော်သမီးလေးကိုကြည့်ရတာလေအဲ့တော့အဲ့လိုရုန်းကန်နေတဲ့ကလေးတွေကပိုကြိုးစားတယ်နော်အဲ့အတွက်ချစ်ငယ်သမီးကိုအထောက်ပံ့ကောင်းနေအများရပါစေခုနအတ္တဆိုတဲ့ချင်းလေးသမီးဆိုသွားတာသမီးမှုလေးကအရန်ကောင်းတယ်နော် high pitch ကို low tone ကိုသမီးပေါ်အောင်ဆိုနိုင်တယ်နော်အတန်ကိုလေနော် chorus နေရာမှာသမီးဆိုသွားတာလေးကလေတကယ်ကိုလူစိတ်ဝင်စားပွဲရှိတဲ့အတန်မျိုးသမီးပိုင်ထားတယ်သိလားchorus နေရာလေးမှာသမီးပြီးပြန်နှားထောင်ကြည့်အဲ့ဒီမှာသမီးရဲ့အတန်လေးကအရင်ဆွဲဆောင်သွားတယ်အဲ့လိုဆွဲဆောင်မှုရှိတဲ့အတန်သမီးမှာရှိနေတယ်သမီးအဲ့ဒါမသုံးတတ်သေးလို့သိလားသမီးပြီးမှချစ်ငယ်ပြောပြမယ်အဲ့အတန်လေးကိုထည့်သုံးဆိုပြီးတော့ပြောမယ်နော်အဲ့တော့ဒီသမီးလေးကချစ်ငယ်တို့ခေတ္တုံက style လေးပေါ့နော်အဲ့လိုထမိန်တူတူလေးနဲ့ lady shoe လေးတွေနဲ့ချစ်ငယ်တို့စပုံတုံးက80ကျော်1980နှစ်လောက်မှချစ်ငယ်ဆိုတာကိုဒီလိုပုံစံမျိုးလေးတွေပေါ့နော်အေးတိတ်လှတယ်နော်အဲ့တော့သမီးလေးကို voting နေအများကြီးပေးပါလို့စ조사ရိုးသားတဲ့ကလေးလေးတွေမို့လို့မြေတောင်မြှောက်ပေးအရန်ကိုဘယ်လိုခေါ်မလဲတာဘယ်လိုခေါ်မလဲကုသိုလ်တွေရမှာပါဗောနော်
ပြည့်စုံတဲ့နေရာမှာထောက်ပံ့နေတာထက်လိုအပ်တဲ့နေရာတွေမှာထောက်ပံ့ခြင်းဟာအင်မတန်မှကုသိုလ်ရပါတယ်လို့ချင်းငယ်ပြောချင်ပါတယ် ကျေးဇူးများကြီးတင်ပါတယ်တချင်းကြီး ကျေးဇူးများကြီးတင်ပါတယ်ချင်းငယ်ဆိုတော့ညီမလေးကတော့အခု live ကြည့်နေတဲ့ပရိသတ်တွေမှုမြတ်ချေဆို comment နေရှိနေတဲ့ပရိသတ်တွေကိုဘာပြောချင်ပါလဲရှင် ဟုတ်ကဲ့သမီးအများကြီးပေါ့နော်အကောင်းဆုံးဖြစ်အောင်လည်းအမြဲတမ်းကြိုးစားနေပါတယ်သမီးကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးပဲတင်ပါတယ်ဆက်လက်ပြီးတော့လည်းအားပေးကြပါအောင်ချစ်ခင်ပေးကြပါအောင်လို့ပြောချင်ပါတယ်ဖုတ်တင်နေလည်းအများကြီးပေးပါအောင်လို့ပြောချင်ပါတယ်ရှင် ဟုတ်ကဲ့ပါညီမလေးကျေးဇူးအများကြီးတင်ပါတယ်ပရိသတ်ပုံတင်လည်းအများကြီးရပါစေဒိုင်သူချင်းမင်းတွေရဲ့အမှတ်တွေလည်းအများကြီးရပါစေရှင် ပြေးရစနေပြေးပါစေရှင် Good luck ပါ